နိုင်ငံသားမှနေလို့ပျော်နေမြူးနေလွတ်လပ်နေသုံးနေဖြုံးနေသူတွေလိုလည်းမထင်လိုက်ပါနဲ့မနှက်ဆိုရင်နာယီနှိုးဆက်မြည်လာတဲ့အတန်နဲ့အတူတူကျင်းဆက်ဆက်မျက်လုံးကိုအတင်းဖြဲပြီးတော့ဂွန်မောနီလိုခက်ရွရွအော်ပြီးနိုးလာခဲ့ရတဲ့မနှက်တိုင်းအလုံးတော်မကြောက်အောင်ဂရိုက်ကြိုက်နဲ့တက်တော့ရိုက်ပြီးတော့ပြေးရပြီးကော်ဖီတစ်ခွက်တောင်မတော့ဖြည့်ခဲ့ရတဲ့နေ့တွေကလည်းဒူးနဲ့တေးဆက်နဲ့လူနဲ့ဆက်အချိန်ကိုရွှေနဲ့ဆက်ထားတဲ့နိုင်ငံကြီးမှာစက်ပူတွေကြားထဲမှာပဲမနှက်ဖန်အိမ်မက်များကိုမရင်နဲ့မမောနိုင်မပန်းနိုင်လှူရှားရုံးကန်နေရတဲ့နေဆာတူကညအိတ်တန်းပြန်ချိန်အတောင်ညောင်းတဲ့ငှက်တကောင်လိုညမောင်မောင်မှာကျုံမဲ့သူမဲ့နေတဲ့အခန်းချင်းလေးစီကိုလေးလံမောပန်းနဲ့ခြေလမ်းနေနဲ့ပြန်ခဲ့ရတဲ့ညနဲ့တွေကညစိအရသာခံမိုးနဲ့ဂရင်းတွေးဖို့အတွက်နောက်တရက်အတွက်ခွန်အားဖြစ်စီမှုရည်ရွယ်ပြီးအစာအိမ်နဲ့ပါဇက်ကမတောင်းဆိုမိမယ်လေအုံနောက်ကစီခိုင်းလို့သာစားပြစ်ခဲ့ရတဲ့အေးဆက်ဆက်ဖွဲ့တဲ့ညစာလည်းတက်လာမှရက်30နိုင်ငံသားမှနေလို့ပျော်နေမြူးနေလွတ်လပ်နေသုံးနေဖြုံးနေသူတွေလိုလည်းမထင်လိုက်ပါနဲ့လူနဲ့ပျော်မြင့်ခြင်းတွေကိုလွတ်လပ်ပေါ်ပါခြင်းတွေမိသားစုဘဝတွေချစ်ခင်မြတ်နိုးသူတွေချစ်သူခင်သူမြတ်နိုးသူတွေနှလုံးသားတွေနဲ့အရာပေါင်းများစွာကိုပေးဆက်ဆွန့်လွတ်ပြီးတော့